င်္ဂလာပါရှင်ကျမပန်းကိုပါအခုတစ်ခါကတော့ဆီယမပလဲတင်ရေးသားထားပြီး2020ပြည့်နှစ်နိုဝင်ဘာလထုတ်ရုပ်ရှင်တီးပြမဂဇင်းမှာဖော်ပြခဲ့နေရတဲ့အချီအီနိုဝဲမတန်ဆိုတဲ့ဝိထုတူလေးတစ်ခုကိုဖတ်ပြပေးချင်ပါတယ်ရှင်လောကကြီးမှာအချစ်နဲ့ဂိမ်းနေသူမရှိဘူးလို့ဆိုကြရလင်ဖြင့်ကျမလက်ခံပါတယ်အချစ်ဆိုတာလူတိုင်းဒီဆိုကြရလေစန္ဒချစ်တဲ့ပုံမဟုတ်လားအဲ့ဒီဝေါ်ဟာရကိုပဲတတ်မှတ်စံနှုန်းတွေစိတ်ရဲ့ကန့်သတ်ချက်တွေရလေအနိုင်ရှုနိုင်အောင်ကြိုးထမ်းခဲ့တဲ့ကျမမှလေဘသူကမှနားထပွင့်မပြီးတဲ့တိတ်ဆိတ်ခြင်းဒီတပုတ်ရှိခဲ့တဲ့စီစတင်ဖြစ်ပြနေတဲ့အကြောင်းတရားဟာစနန်းတပုတ်ဖြစ်လာဖို့ညီတဲ့ပြိုးနေလေဆိုတာအစုံကြမှတိကျတာမဟုတ်လားရိုးရိုးလေးနဲ့တီးခတ်ထားတဲ့တချင်ကတစုံတယောက်ရဲ့မိတ်ဆက်ပေးခြင်းမျိုးလမ်းမှာဒုက္ခရောက်နေလို့ကူညီပေးတာမျိုးမဟုတ်ပါပဲရှင်နေကျမတွေ့ဆုံနေကြရင်နော်တကယ်ကိုရိုးရှင်ပါတယ်ကျူရှင်တစ်ခုတည်းမှာပဲနှစ်ယောက်လုံးညီချမ်းတူညီရဆိုမှတော့တွေ့ဆက်ပြင်းကမဆန်းကြပါဘူးဒါပေမဲ့တယောက်ကိုတယောက်တီချာတတိထားမိလာလားအဝေးသေးဒုတိယနှစ်ယောက်မှာပါတယောက်ကိုတယောက်ဆိုလာတဲ့ရှင်ဘက်ကပိုလီထားလာလားဆိုရင်ပိုးမှန်မဲ့ထင်နေဘာဖြစ်လို့လဲဆိုတော့ကျမကရှင်ကိုတီထားတာပထမနှစ်ကလေးကအင်္ဂလိပ်စာချင်းတွေရောက်တိုင်းတီချီရီစာတင်နေကြကနေဖြစ်ခလေးမိခုနေနေတဲ့တဲ့ကျမကိုရှင်ကွက်ကြီးလောက်တယ်မေကျမတီနေတယ်ရှင်ကကျမကိုအခုမှတေချာတတိထားလာလားကျမကတော့ရှိရုပ်ရည်ဝယ်မဟုတ်ဘူးသမိုင်းကြောင်းတွေကိုပါကြားပူးထားပါရဲ့ဘာလို့ဆိုရှင်ကနာမည်ကြီးလေရွှေချိုးပြီးရန်ကြားပြီးသားတဲ့ရှင်ကိုအင်္ဂလိပ်တွေတဲဆွဲဖြစ်ကြတော့ထူးဆန်းပါနောက်ပြီးရှိခန္ဓာကိုလည်းအရမောင်းကလည်းဆွဲဆောင်မှုကောင်းလေးတွေကတခုပေါ့ရှင်ကကုတူနာတော်ကောင်းတယ်နော်တွဲတဲ့နဲ့မင်းကလေးတိုင်းကရည်စားများတဲ့ရှင်ကိုဘသူကမှအပြစ်မမြင်ကြဘူးအင်းနေချစ်ကြတာကိုဒီနေ့တော့ရှင်ကျမစီဘူးဖြတ်တန်းစာနဲ့ရောက်လာတာပဲတွင်းပြလေးပြုံးကလည်းလေ့ကျင့်နိုင်စရာမရှိပြန်ဘူးဟိုခဏတော့စကားပြောပြရမလားဗျာဒီမျိုးမထင်ပါနဲ့ကျွန်တော်မေးချင်တာလေးရှိလို့ပါအော်ရပါလေမေးပါတစ္ဆာနဲ့ကအင်းလေးဆန်တော်တော်စဉ်းစားလေးထင်တယ်နော်ရေချချီနိုင်လို့ကိုမျိုးကုန်နေမိတတ်တယ်သူများတွေနေတတ်တဲ့မျိုးကုန်လေးပေါ့ရှင်ကျမကိုကွက်ကြီးလုပ်ခေးကတနေ့မှဒီလိုမင်းလာမယ်ဆိုတာခံမှန်းမိပြီးသားပါရွေးတောင်းမှုပါတဲ့ကျဉ်းမှုမျိုးခံစားနေရတယ်ဆိုတာကျမတိတ်ဆိတ်စွာဝန်ခံပါတယ်အဲ့ဒီနေ့ကကျမအင်္ဂလိပ်စာကိုဘယ်လောက်စိတ်ဝင်စားကြောင်းပြောပြတော့လေးနက်မှုတွေနဲ့ရှင်ကောင်းတင်းငင်းလုပ်နေခဲ့တယ်နောက်ပြီးဘေကနေဘလူးစကားတွေတော်တော်များများပြောဖြစ်သွားကြတဲ့မသိဘူးရှင်မေးရပြီကိုတခုံးကြက်ပြက်ဖြီးပြီးခဲ့ပါလေကျမနားရရှိဖို့ဘာမှမမေးခဲ့ဘူးရှေ့ကြောင်းတွေကကျမတော်တော်များများသိထမ်းပြီးသားတယ်လေအဲ့ဒီနေ့ကစလို့ကျမတို့ခင်နေကြရပါပဲတခါတလေဘဝမှာကိုယ်တိုင်အမှတ်မရချင်ပါဘူးလို့ကန့်သက်ထားတဲ့ရာမီဟာလက်မခံချင်ပါပဲလေအမတ်ရနေတာမျိုးလားကျမကန့်သက်ထားတဲ့ရာတစ်ခုကပဲကျမကိုဝေးတဲ့ကာနာမှာမင်းကလေးအဆောင်လေးစီကိုယောက်ျားလေးတွေကချင်နဲ့ဆိုကြတာအစင်လာတစ်ခုပါပဲတညမှာရှင်တို့ဖွဲ့နေကျမတို့ဆောင်ကိုတချင်းမှဆိုကြသေးတယ်နော်အမိရဲ့ဆိုတာတဲ့အမတ်ရနေလို့ပဲပြောချင်တယ်ကဲတော့ကျမကအဲ့ဒီတချင်းလာဆိုတိုင်းတော့မှနားထမလို့မရှိဘူးတမကောင်းလို့နားမထမှာဖြစ်တယ်လို့အားလုံးစုပြီးဆိုကြတော့တချင်းဆန်သားမပြီးပြင်တော့လို့နားမထတာလည်းပါတယ်ဒီတော့စာကိုပဲကြည့်နေလိုက်တယ်ဒါပေမဲ့အိမ်ညာကထုံးစံအတိုင်းပါပဲကျမစာချက်ပို့ပြနေတော့မှတခြားမင်းကလေးတွေပြောနေကြတဲ့စကားတွေကကျမကိုစိတ်ဝင်စားစေခဲ့ရင်ဟေ့နင်တို့တေချာနားထောင်ကြည့်အခုဆိုနေတာလင်းနေမဟုတ်လားတန်ကောင်းတယ်နော်သူတို့ပြောတာကြတော့ဘာရင်မသိရှင်တချင်းဆိုတဲ့ကိုကျမနားထောင်နေမိတယ်အဆန်ကမိကလေးတွေလေတိတ်ဆိတ်သွားလိုက်တာရှင်ကအဲ့ဒီလို့တော့ပါဝါကောင်းတော့ပေါ့ရှင်ဆိုတဲ့ချင်းကအဆိုတော်လေးဖြူရဲ့ယုံကြည်ရလောရှင်ဆိုတာကိုနားထောင်မယ်ကျမပြုံးမိတယ်ဘာဖြစ်လို့ဆိုရီးစားတွေဒီလောက်များတဲ့ရှင်ကယုံကြည်ရဖို့ဆိုနေတော့ရီးစရာကောင်းမနေဘူးလားအဆောင်တိုင်းမှာ
ရှင်နေတဲ့မိန်းကလေးတရားမရှိနေမလားပဲဒါကတော့ထားမှာရှိမှလည်းယုံကြည်ရဘဝတစ်ခုရှိနေမှာပဲလေနမ်မီတန်းစီရောက်တော့ရှင်ကျမကိုစကားလာပြောတာပဲကျမထင်ထားတဲ့တန်းပေါ့တစ္ဆာမယ်မင်းညကကျွန်တော်ချင်းဆိုရနားထောင်ပါလူလေနားထောင်လို့ကားပါကျမစိတ်ထဲပြုံးမိသွားတာကိုတော့ရှင်မသိခဲ့ပါဘူးချစ်ချင်းတော့မပြေမိဘူးကျမစိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီးမှကောင်းပါရဲ့ကျမစာချက်တာခဏရက်ပြီးနားထောင်နေတယ်အေးဆေးစွာဖြေခဲ့ပြီးမယ်ကျမဖြေဝသဘောကျပြီးပြုံးနေတဲ့ရှေ့ပြုံးကိုကျမတတိတရားရှိနေခဲ့ပြန်နေအမှန်တော့စာချက်တာခဏရက်တက်တာမျိုးမဟုတ်ပဲရှင်တချင်းတည်ဆိုပြီးမှစာချက်တယ်ဆိုတာကာယကံရှင်ကျမပဲသိပါရဲ့ရှင်ကိုတော့ဘယ်တော့မှပြပြမှာမဟုတ်ဘူးနော်ဒီချိန်ထိတယောက်ကြားမှုမှာအရေးတည်ကိုတတိမပြုခဲ့တဲ့ကျမအချစ်စစ်မရှိရဲ့ယောက်ျားတယောက်နဲ့ပတ်သက်ပြီးဘယ်တော့မှအမတ်တရားဖြစ်တာမျိုးရှိစေရဘူးလို့သတ်မှတ်ထားခဲ့လေကျမအခုရှင်နဲ့ပတ်သက်ပြီးအဖြစ်လို့အမေ့ရတာဒီရှိရရတယ်ကျမကိုကျမအံ့ဩမိပါတယ်ဒါပေမဲ့ကျမစိတ်ထင်ကအကြောင်းမျိုးကိုရှင်ဘယ်တော့မှမသိစေအောင်စိတ်ကိုလူမလိုက်မိကိုအုံနောက်ကိုထင်းချုပ်ခံရတာခက်ခဲပင်ပန်းလုံးပါတယ်နှလုံးသားကိုအုံနောက်နဲ့ကန့်သက်တတ်တဲ့ကျမဒီစာမှတ်မိနေပြန်ပါသေးရဲ့ကျမတို့အခွဲဖျားကိုတားခဲ့တဲ့နေ့ကိုပေါ့အဲ့ဒီတုန်းကရှင်ကုံမဒီတွေကတည်းမှမခေါ်ခဲ့ဘူးနော်ကျမရှင်ကိုချီးကျူးပါတယ်အဆောင်နဲ့ကျူရှင်တွေ့ရဖြစ်တဲ့ကျမတို့အဆောင်မမိန်းကလေးတွေကိုတော့ရှင်တရားမှမတွေ့ခဲ့ဘူးဒီလိုတော့လူကြီးလေသားပဲအဲ့ဒီနေ့ကရှင်ကျမကိုခဏခဏကြည့်တယ်ကြည့်တဲ့အကြည့်တိုင်းမျက်ဝန်းတွေမှာအတိတ်ပဲတွေနဲ့ကျမသိတာဟောလေဒါပေမဲ့ရှိကမာလေးတွေကိုဒီလိုနည်းနဲ့ပဲချင်းခဲ့ခဲ့တာမဟုတ်လားကျမကတလို့မှမဟုတ်တာစစ်မှန်တဲ့ချစ်ချင်းမရှိရဲ့ယောက်ျားတစ်ယောက်ထံမှာကျမဆိုတာခဏတာရတဲ့မိန်းမတစ်ယောက်ဘယ်တော့မှမဖြစ်စေရဘူးကဲ့တဲ့ထားရဲ့အရာတစ်ခုတိုင်းနှလုံးသားကိုဘယ်တော့မှလူလိုက်မှာမဟုတ်ဘူးရှင်ကျမကိုတခုခုပြောချင်နေကြတာမဟုတ်လားလင်းကြီးဒါပေမဲ့အေးစကားရှင်ကျမကိုပြောပိုင်ဝင်မရှိစကားမျိုးထင်ပါတယ်ခုတော့ရင်းမိခဲ့တယ်လို့ပါပဲအဆောင်ကနေထွက်လာကြတော့ကျမကရှင်းစင်ငယ်တော့မထိုင်ခဲ့ဘူးလေအထဝီမေဂျာကတငယ်ချင်းတယောက်နောက်မှာထိုင်ခဲ့ရပပေါ့နောက်ပြီးဖျားရင်ပပေါ်တက်ကြတော့နေဓာတ်ပုံနေခဲ့ကြတယ်ဒါပေမဲ့ကျမရှင်ကိုကင်မရာမန်မလုပ်ခိုင်းခဲ့ဘူးတခြားရကြမ်းတီတရားကျမကိုဓာတ်ပုံရိုက်ပေးနေတာကိုဆွဆွရဲကြည့်နေကြတာမဟုတ်လားဒါတွေကိုကျမတတိထားမိနေခဲ့ပြန်တာပဲယူစိတ်ကမိလေဆိုတာနေမညာပါဘူးကိုတိတ်အံ့ဩရပါတယ်ရိုက်ရင်မြေမော်ကစင်ကြတော့ကျမတို့ခဏနာကြသေးတယ်တစ်ပေရိကခုန်တန်းလေးမှထိုင်နေတော့ရှင်ရောက်လာခဲ့တာပဲတငယ်ချင်းတွေကတော့ဓာတ်ပုံရိုက်လို့မပြီးကြသေးဘူးသူတို့ဟိုစရင်စနားလက်စုပ်ကြခဲ့သေးတာပါတစ္ဆာတွေရေခဲမုတ်စားကြမလားကျွန်တော်တော့ဝယ်လိုက်မယ်ဟိုလူတွေကလာကြအောင်မဟုတ်ပဲရေခဲမုတ်စားရင်စောင့်ကြအောင်ပေါ့ကောင်းသားရယ်စားမယ်လေရှင်တော့ဝယ်ပေးပါလားအဲ့ဒီနေ့ကရှေဝဲကျွေးရဲ့ရေခဲမုတ်ကပန်းရောင်လေးဆိုတာကျမမနေသေးဘူးရေခဲမုတ်ဘူးပြီးတော့လေရှင်ကစွန့်ညင်နေတယ်ယောက်ျားလေးနဲ့မိန်းကလေးမှာယောက်ျားလေးကဝေကျွေးရမယ်နေလေရှစ်စကားကိုသဘောကျခဲ့ပြီလားမှန်မယ်ပြီးတော့ကျမကိုမြတ်တာမခံပဲကြည်နေပြန်တယ်တစ္ဆာမင်းခင်ဗျာချစ်သူရည်စားထားရင်ဘယ်လိုမျိုးကိုရွေးချယ်မှလဲခုကြောင်းတက်နေတဲ့အထဲမှာရောရည်ရွယ်ထားတဲ့သူရှိနေပြီလားမြုံဝန်းကစုံကအေးရမမမြင်တော့သူကျမတယောက်တည်းကိုပဲရစ်တမခကြည့်သည်ရှင်မိခဲ့ရှင်ကြည့်တွေမှာအသက်ရွှေလုံးနဲ့မမသွားဘူးကျမမနေထင်းထားရတယ်အုံနောက်ကတတိလွတ်ထွက်သွားတဲ့အဖြစ်မျိုးကျမအဖြစ်မခံနိုင်ပါဘူးဟေးအခုချိန်မှာချစ်ရေးတွေကိုကျမမစင်လာသေးဘူးအဝေးတင်ကာလကယောက်ျားလေးတွေဆိုတာအမှန်တရားတွေမှမဟုတ်တာခဏတာရမှုရှာကြတာကြည့်ပဲလေအခုတွဲနေကြတဲ့စွန်လွဲတွေဆိုတာလေကြောင်းမိသွားတာနဲ့ပြတ်သွားကြမှာဘာမှမဆိုင်ဟောတချို့အတွဲတွေဆိုခဏတစ်ဖြုတ်နဲ့နန်းခွဲသွားကြတာပဲကျမကချစ်ဆိုတာကိုသိမရှိတဲ့ပုံအထူးသဖြင့်အခုချိန်မှာဖြစ်တဲ့ကတင်ကစိတ်သားရောင်မှုတွေကိုပေါ့ကျမအားဆုံးမှာတပြင်းတဲ့နေရလွယ်ပြီးဘာတစ်ခုမှရှေ့ထွက်မလာတော့ကိုကျင်းနေမိပါလေရှင်ညံဝန်းနေအောင်မှာ
ကျမနှလုံးသားကိုပြိုလဲမတော့အောင်ထိနိုင်ခဲ့တာပေါ့။ညီနိုင်စရာမလိုပါပဲဖြစ်တည်လာတဲ့ကျွန်တော်ခညားဆိုတဲ့အသုံးနှုန်းလေးတွေကိုသဘောကျနှစ်သက်ခဲ့မိတာနဲ့ဒါပေမဲ့ကျမနှလုံးသားကိုဒီထက်ပိုသိဖို့မလိုဘူးနေ။ရပိန်နာချင်းခံခဲ့လွန်စွာခက်ခဲပင်ပန်းနေပါစေ။ကုမနာနဲ့တလုံးသားကိုကျမရဲ့ချွန်းဆောက်ခွဲဝေမယ်။တမတ်ချက်တိုင်းဟာကျမကိုယ်တိုင်အမိတ်ပေးထားလာပါ။ဘဝမှာအတိတ်တရားတွေကပဲအနိုင်ယူလို့နေမလုံးသားကိုလင်ညာမှုတွေနဲ့မယူရဲဆန်သွားတတ်သလား။ဒါမှမဟုတ်စိုးရောက်စွာအတားကြီးလွန်နေတတ်သလား။တင်းကျပ်ပြင်းထန်သောကြိုးကိုက်မှုတွေမို့ကမင်းမတယောက်။အင်းရီဟာသိရစရာကောင်းနေ။အထူးသဖြင့်ခံကြားတွေပေါ့။အားလုံးကိုမစုံလို့ပါကို။ချစ်ချင်းမေတ္တာပဲပေါ်များလွန်နေတဲ့တချို့ယောက်ျားတွေပေါ့။အဲ့ဒီထဲမှာရှင်နေပါတယ်။မိန်းကလေးတွေတန်းကိုစကလုံးလောက်လေးတွေတုံးပြီးခြားရုံလို့ရလေထင်နေတာရှင့်တော့မဟာမှာပဲ။ယောက်ျားကြရဲ့လှည့်စားမှုတွေအောင်မှာတင်းမျိုးပြော့ပြတတ်တဲ့မိန်းမတွေထဲမှာကျမမပါဘူး။တကယ်လို့အဲ့ဒီစီးနှင်းကိုနှလုံးသားကဖောက်ပြချင်နေတယ်ဆိုရင်တော့ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး။မရရတော့အမိတ်ပြီးမှာပဲ။ဆိုရောက်တယ်ပဲပြောယူမိတ်လွန်းနေပဲဆိုဒါဟာကျမရဲ့တူရဲခံချက်ပဲ။တစ္ဆောက်လေကျွန်တော်စကားပြောချင်တယ်။နောက်ရှင်းမဖြစ်ဘူးဆိုရင်မောရပါပြီပြောကျွန်တော်ခညာကိုချစ်တယ်ကျွန်တော်အကြောင်းကြီးကြောင့်ခညာလက်ခံချင်မဟုတ်ပါဘူးရုံမားလေးဖို့ဖို့ဒီလိုကျွန်တော်များချင်းမပြောရပါဘူးအမေတိုင်းခိုင်နိုင်အခြားမင်းကလေးတွေကိုပြောခဲ့တယ်လို့တွေးကြည့်ရအောင်လည်းမတမ်းဆိုပါနောက်ပြီးဒီစကားကိုပြီးစလဲပြောတာမဟုတ်တယ်မို့တေချာစဉ်းစားပြီးမှရဲစွန့်ပြောတာပါဘာလို့ဆိုခညာကတခြားမင်းကလေးတွေနဲ့မတူဘူးဟိုဒီလိုပြောလို့ကျွန်တော်ခမားပေါ်မှာနေပြူတာတက်တုံးနိုင်မျိုးဟုတ်ဘူးနော်ခမားကိုတကယ်ချစ်နေလို့ညနိုးလို့ပါဒီအတွက်ခမားစီကနေချမှတ်မယ်ဆောက်ရမယ်ဆိုလဲကျွန်တော်လိုက်နာကိုတင်ပါဒါပေမဲ့ကျေးဇူးတင်ပြီးတော့ကျွန်တော်ကိုစန့်ကြည့်မိပါစဉ်းစားပေးပါဒါကဘဝမှာပထမဆုံးကြိမ်တောင်းဆိုခြင်းပါရှင်ကအချစ်တော်ပေါ်များလာပြီညီယောက်ျားတွေအတွက်ချစ်တယ်ဆိုတဲ့စကားဟာတိတ်လွယ်ရပါပဲလားဟဲ့မဖြစ်နိုင်ဘူးညီဖေကတင်မဟုတ်ပါဘူးဆိုတာကိုကျမရှိကမင်းကလေးပနေယောက်ကိုပြောခဲ့ပြီးပြီလေရှင်ရဲ့နံပါတ်7လေးကတည်းကလုံးဝဖြစ်မခံနိုင်ဘူးရှင်ပေါ်မှာခံစားချက်ရှိနေတယ်ဆိုရင်တော့ဒီခံစားချက်ကိုပြင်းပြင်းထန်ထန်တက်ပြမယ်ဘယ်နည်းကိုပဲတုံးရအချစ်တွေပေါ်ပေါ်ဆဆပေးတဲ့ယောက်ျားတယောက်စီမှာဒီတော့မှခံကြဝမိစေအောင်ကျမစောင့်ကြည့်နေစင်းလည်းမစင်းတော့စမ်းကြည့်ရဆိုတော့ကျမတို့ကြာမှလိုအပ်ဖို့လေရှင်နေကျမကခင်မင်းနာကလည်းမမောက်ငေါ့ဆိုင်တာရီးစားများတယ်ပဲနေအောင်မဆိုတာကရှင်ပိုင်ပဲကျမနဲ့မဆိုင်ဘူးရှေ့စီကချစ်တယ်ဆိုတဲ့စကားကလောကတဘာဝကြာယောက်ျားတယောက်ကမင်းမတယောက်ကိုပြောတယ်ဖြစ်ရိုးဖြစ်စဉ်လိုပဲသဘောထားပါလေကျမပြစ်မဆိုပါဘူးဒါပေမဲ့နောက်တစ်ခါထပ်မပြောပါနဲ့တော့ဒီလောက်ဆိုရှင်နားနေမှာပါအဲ့ဒီနေ့ကရှင်မစကားမှမစုခဲ့တော့ကိုနားလေဘူးရှိစွာနဲ့ပဲကျမကိုကြည့်နေခဲ့တယ်အဲ့ဒီချိန်ကရှင်နာကြီးစားများတဲ့ရင်ကြားတယောက်ကိုခါတိုင်းပုံစံတွေနဲ့ကွဲထက်နေတယ်ဆိုတာကိုတော့ကျမတိကျသတိထားခဲ့ပြန်တယ်ယူသားစွာနဲ့အတန်တင်ဝန်ခံချင်ပါလေတကယ်တော့ရှင်စီကချစ်တယ်ဆိုတဲ့စကားကိုကြားခဲ့ချင်လို့စကားပြောခွင့်ပေးခဲ့တာပါတခြားယောက်ျားလေးတွေဆိုရင်ဒီလိုစကားမျိုးပြောဖို့စာပြောခွင့်မပေးခဲ့တာအမှန်ဒီလိုဆိုကျမအတတ်ကြီးလို့နေမလားဘယ်လိုပဲဖြစ်ဖြစ်ပါကျမနှလုံးသားကိုကြက်တင်လို့စီမံနိုင်ခဲ့လို့ကိုကြည်နေပါတယ်ကျမရဲ့တမတ်စည်းမင်းတွေကြောင့်ရှင်ကိုညှင်းဆန်ခဲ့ရတာစင်ကောင်းပါဘူးဒီစိတ်ဆွမ်းနဲ့တမ်းမှန်ပါလေတမ်းမြင့်ချင်းတွေကနေကောင်းတစ်ခုဆုံးတဲ့ရောက်မှအစပြုတ်ဝေလာတွေကိုတွေးပြီးနာမရခဲ့ချင်လို့ဒီဇလန်းကိုညီတယ်မပြိုးစီခဲ့ပါဘူးဘဝမှာဒီခါတော့ချစ်ခင်မှုကြမှာပါဟုတ်ပါရဲ့ကျမဝိတ်ခံပါတယ်ဒါပေမဲ့ကျမရဲ့တရားရည်ရွယ်ထဲမှာဒီဇလန်းအတွက်လည်းရေးမရှိစေရဘူးဘယ်တော့မှချရေးမှာမဟုတ်ဘူးဒီတခြင်းကိုကျမနှလုံးသားရဲ့ပဲတိတ်ဆိတ်ဆုံးဖြစ်နေမှာကျမရဲ့အစွန်းရောက်မယူရင်ဆန်မှုတွေအမှာဘသူ့ကိုမှပေးမဖက်တဲ့ပတ်တန်းလေးတခုတင်ထားခဲ့ပါလေတစ်ချိန်မှာနှလုံးသားကကျမကိုထမ်းပြိုက်ခက်လာအောင်မလား
ချင်းတစ်ခုကြာရှည်လွန်မြောက်သွားတဲ့အခါကျမရဲ့ကိုယ်ပိုင်တန်စင်တွေတိတ်ဆိတ်လွင့်ပြေသွားကြလိမ့်လား